ကြတော့ကိုထွေးလေးကဖက်ပြေးသွားတယ်ကိုကြီးရဲ့တကယ်ကဒီလိုငါကျေးဇူးတင်တယ်ဦးစိန်ဒီငါကျေးဇူးတင်တယ်ဘာပဲပြောအားပေးမဲ့သူဆိုတော့ငါနားမှာနေတယောက်ပဲရှိတယ်ငါခြေထောက်ကြီးကိုမရတိုင်ပြီးနေတဲ့အချိန်မှာဘယ်သူမှလာမဆွဲပဲနေငါ့ကိုလာဆွဲအောင်စိန်စော်သေးတယ်ဒီငါလက်ကိုဆွဲမိလို့ကိုကြီးရဲ့ပါလေမျိုးလေးနေတခြားဟာဆိုငါမတွေးဝင်ဘူးအောင်မပြောကြပါနဲ့ကွာတော်ကြပါပါလေမျိုးလေးနေတာတော့မနေ့ပြောရမယ်ဆိုရင်အဲ့ဒီချာအဖြစ်ပြက်တယ်ညီမလေးလုံးဝမမိတယ်ကိုကြီးရဲ့ကိုကြီးမိုးတွေကရွာကိုထွေးကပြေးကားပေါ်ကမစင်းတော်တင်ကြီးကချော်လဲအေးဝိုင်းစိန်ရဲ့ငါလေးအဲ့ဒီအချိန်မှာရွာသားတယောက်ကိုဓမီလေးထိုးပေးပါအကူကြီးထောင်းလိုက်တော့အဲ့ဒီရွာသားငါ့ကိုဘာပြောတယ်မှတ်တော့ပါပြောတော့ကိုကြီးရဲ့ကျုံမှာထင်းမပါလို့ထိုးမပေးနိုင်ဘူးရက်ဆက်လိုက်တာလူကြီးရဲ့ရက်ဆက်လိုက်တာအဲ့ဒီအချိန်မှာငါအချိန်ချင်းဆူတောင်းမိတယ်ပါသူတောင်းတော့ပြက်စီးနေခဏခဏလက်ပါစေကိုကြီးရဲ့လေးနဲ့ကြည့်လို့ရတယ်အဲ့ဒီလျက်စီးနေလက်မှာငါဖက်တက်ပြန်တွေ့ပါလေအစိုးဆုံးကတော့တို့အထဲကဘိုးဘိုးဆိုတဲ့ကောင်လေးပေါ့ဘာလို့လဲသူ့ရဲ့ကရီဘာဖက်ပြောက်လို့ဆိုပြီးတော့စကိတ်စီအောက်ကိုခေါင်းကြီးထိုးလိုက်အပေါ်ပြန်မော့ရှာလိုက်ပြန်ခေါင်းကြီးထိုးလိုက်အပေါ်မော့ရှာလိုက်ငါပြောပါလေငါစဉ်းစားမိတယ်ဘိုးဘိုးဖဏဆိုတာအောက်မှာပဲရှိမှာပါကွာအပေါ်မော့မလာပါနဲ့လို့ဘိုးဘိုးတကစိတ်မကောင်းဘူးဖြေသားလိုက်ပါကိုကြီးဖဏတရားကိုတောင်းကိုတော့2000ဖြစ်နေတဲ့အချိန်မှာခရီးပါမတယ်အဲ့ကြရမှာလူရှင်တော်အောင်ဟိပါဖြစ်တဲ့ထင်တော့ပါပြတော့ခရီးပါမတဲ့ကိုအလဲတက်တက်ကွဲသွားတယ်မနဲ့စီးစရာမရှိတော့ငါတို့သုံးဘိန်းနဲ့ဖုံဝင်ကြောင်ကိုလိုက်တော့လေဟင်းညိုတွေကဖိတ်လို့ဖိတ်ပဲဟင်းပို့တယ်ချိုင်းနေကလည်းဖိတ်လို့ဖိတ်ပဲဟင်းပို့တယ်အောက်ကြတဲ့ပဲဟင်းနေပဲကုန်းရရမှာလားမသိငါတို့ပိုးပစိုးစင်ပါသလို့မထားတာတစ်မျိုးဖုံဝင်ကြောင်နဲ့ရောက်တော့လေမောင်းလိုက်တယ်သုံးဘိန်းစရာဘဝမှာဒီလောက်ကျွမ်းကျင်တဲ့သုံးဘိန်းစရာတစ်ခါမှမတွေ့ရဘူးမမောက်ကြဘူးမလားငါထင်တာတော့သုံးမင်းစီရလို့ထင်တယ်ပြီးတော့ပြိုင်ငါးမောင်းတဲ့လူဖြစ်နေတယ်